다가 자판နိုင်ငံ야တောက်လို့မရကောင်းနေတာကြီးပဲပြီးတော့ဒါဂျပန်နိုင်ငံကနေပြီးတော့မှအချုပ်ဆက်အစ်စ်အဲဒီမှာတက်တလောက်နဲ့ဟိုအကြောင်းတလနေထားရဆိုတော့ဒါဖတ်ကြည့်လိုက်တော့ကိုယ်တက်တယ်ဟိုရေးလဲရေးတယ်ဖတ်လဲဖတ်တယ်ဝိုင်းဆွဲတော့လေမစီဘူးငါဒီတိုင်းကြည့်နေတယ်哎，吃啦！哎，几盏，也按理。啊，就是这个哩。我这个玩意，我们来好那东西，喏，卤味的，喏，按理那东路亚的了，按理。东路亚的说啥的，住了后龙里的地，不能的。人家过来，喏。ထုတ်ရတာကျတော့ဒီအသက်ကလေးတစ်လုံးရောက်ပါဒါကကိုယူဘယ်ရလဲဆိုတော့ဂျပန်နိုင်ငံကပေါ့နော်ဂျပန်နိုင်ငံကနေပြီးတော့ကိုကျော်စင်ထွန်းနဲ့မက်ခိုင်စင်တက်မိသားစုခက်တက်ဂျပန်ပေါ့နော်ကိုကျော်စင်ထွန်းမက်ခိုင်စင်တက်မိသားစုကနေလှူပေးလိုက်တယ်ဒါတစ်လုံးရောက်ပါပြီနော်ပြီးတော့ဒီကတော့ဘာကြီးလဲမသိဘူးလောလောဆယ်ဘာကြီးလည်းမသိတဲ့ပြင်အလှရှင်လည်းဘယ်သူလည်းမသိအလှရှင်လည်းဘယ်သူလည်းမသိပို့တော့ပို့လိုက်အဲ့တော့ဒီကလေးခဏခိုင်နေဟိုတောက်တော့မရကောင်းဘူးအခုမှဒါအန်ပေါင်းလေးဟောပါဒါလည်းအချုပ်ဆက်ပဲ။အိုးဒါအကြီးလေးနော်။အေးဒါအကြီးလေး။ဒီမှာဘိန်းထုံးတွေပါပြီးသားဟင်သစ်။ဒါကြောင့်ကြီးဝိုင်းဆိုတော့ဒါကြတော့ဒီလောက်အင်ကြီးတွေချုပ်တာပြန်။နော်။ဒါကတော့ဒီကတော့ကျွန်တော်အလှရှင်နာမည်ကျွန်တော်သေချာမသိလို့ဟိုဘယ်သူလဲဆိုတော့ကျွန်တော်လည်းမမှတ်မိတော့ဘူး။ဟာတယ်လီဗရီနဲ့လာပို့ထားဆိုတော့လေ။တယ်လီမှာလည်းသူကအလှရှင်နာမည်လေးကတိတ်မတွေ့လို့ဥပချက်ဟောတိုပန်းဆက်ဒါပန်းထိုးရတာပေါ့ဆက်ချုပ်ရမှာမဟုတ်ဘူးနော်ဒါပန်းထိုးရတာမိုက်တယ်ဟုတ်ကဲ့ပါဒါကတော့အလှရှင်နာမည်မသိပါဘူးဆောနာတလုံးကတော့အလှရှင်နာမည်သိတယ်ဆောနာတလုံးဘယ်ရောက်သွားလဲဟိုတလုံးဘယ်ပါခိုးอ่ะအဲ့ရပြီးတော့12လုံးရသွားပြီဟိုမှာလည်း2လုံးဆို4လုံးဖြစ်သွားတယ်နော်ဆက်ယုံထောင်ပေါင်းအဲ့နဲ့4လုံးဖြစ်သွားပြီဆိုတော့ဒါအလှရှင်တွေလှူပေးထားတာနောက်